Cloud Computing လောကတွေဝင်တော့မယ်လို့စဉ်းစားနေပေမဲ့ဘယ်ကစားရမယ်မသိဖြစ်နေပါသလားအဲ့ဒီလိုရှုပ်ထွေးနေရာတွေကိုဘလို့ကြော်လွှားပြီးထိရောက်ရောက်လေးလာနိုင်မလဲဆိုတာဒီတစ်ခါမှပြောပြပေးသွားမှာပါ Cloud လောကကိုဆက်လီလာပြီဆိုတာနဲ့အားလုံးရဲ့ခေါင်းထဲမှာတန်းပေါ်လာတဲ့မြေခွင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ AWS လား Azure လားဒါမှမဟုတ် GCP လားဘယ်ဟာကိုရွေးရမလဲဆိုတာပါပဲအဲ့ဒီလိုရွေးရခတ်တာလေးမဆန်းပါဘူးဘာလို့လဲဆိုတော့ platform တစ်ခုစီမှာကိုရွေးစရာ service တွေကယာနေချီနေတာလीဆိုတော့ဘယ်ကစပြီးဘာကိုရွေးရမှန်းမသိလုံးဝလမ်းပြောက်တာတို့ခံစားရတတ်ပါတယ်ဒါမဲ့လေအဲ့ဒီအစားပိုင်းကတွေကမေးလိုက်တဲ့မိကွန်းကြီးကပဲတကယ်တမ်းဒီရှုပ်ထွေးမှုတွေအားလုံးရဲ့အရင်မစ်ဖြစ်နေတဲ့ဆိုရင်ကောဘယ်လိုလုပ်မလဲဟုတ်ပြီဒီမိကွန်းကဘာလို့မမြင်တဲ့အစပြိုးမှုဖြစ်နေရတာလဲအဲ့ဒါကိုနားလည်ဖို့ဆိုရင်လေအရင်ဆုံး cloud computing လောကမှာဘယ်သူတွေကအဓိကကစားသမားကြီးတွေလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ကြရအောင် Cloud လောကမှာဆိုရင်တော့ဒီ Big 3လို့ခေါ်တဲ့ company ကြီး၃ခုကဈေးကွက်ကိုလွှမ်းမိုးထားတာပါ Amazon Web Services AWS Microsoft Azure ပြီးတော့ Google Cloud Platform GCP ပေါ့သူတို့အဓိကပေးတဲ့ဝန်ဆောင်မှုကတော့ Infrastructure as a Service ပါ Infrastructure as a Service ဆိုတာဘာပဲဆိုတော့ရှင်းလေးပါပဲဒါကအခုခေတ် internet လောကကြီးရဲ့အခြေခံအုတ်မြစ်ပဲရက်စမီတို့ရေတို့လိုမျိုးလောကတလောက်တုံးတိုးတော့ပဲဆန်ပေးရတဲ့ဝန်ဆောင်မှုပုံစံမျိုးကပေးထားတာပါအဲ့ဒီမှာစင်ခေါမှုကစလာတာပဲ provider တစ်ခုစီကနေပေးထားတဲ့ service တွေကနေရာကျောထောင်ရှိပါတယ် catalog စောက်ကြီးတုပ်လို့ပဲအဲ့ဒီထက်ကမှဘယ် service ကကိုယ့်အတွက်တကယ်အတုံးဝင်မလဲဆိုတာသိဖို့ကတော်တော်လေးကိုခေါင်းစားရတဲ့ကိစ္စကြီးတခုဖြစ်နေအောင်ဆိုတော့အစားကပြောခဲ့တဲ့အကြက်တဲစီပြန်ရောင်းသွားပြီပေါ့ဘာကြောင့်အစားကလေးကမေကုံးမှမင်းနေမိတာလဲဘာကြောင့်ဒါကတင်ယူမှုတော့မောင်းယွင်းတဲ့အစာပြိုးမှုဖြစ်နေရတာလဲဆိုတာကိုအခုဆက်ကြည့်အောင်ဘယ် platform တစ်ခုလုံးကိုကျွမ်းကျင်အောင်လုပ်ရမလဲဆိုတဲ့မင်းကုန်းနဲ့စလိုက်တာကလေတကယ်ကိုမဖြစ်နိုင်တဲ့ target ကြီးတစ်ခုကိုအစားကလေးကထားလိုက်တာနဲ့အတူတူပဲဒါကဘာနဲ့တူလဲဆိုတော့အိမ်တစ်လုံးစောက်ဖို့အတွက်တန်တချောင်းကနေစပြီးဖြစ်စည်းအားလုံးကိုအလွတ်ကျက်မှတ်နေတာနဲ့တူနေတာပဲဒါဆိုရင်ချင်းကပုံကိုလုံးဝပြောင်းပြန်လမ်းပြတ်ဖို့လိုလာပါပြီပိုကောင်းတဲ့နီလာကပါလေ platform ကိုအာရုံစိုက်နေမဲ့အစားကိုပေါင်းကိုတိစောက်ချင်တာလေကို application ကဘာလဲဆိုတာကိုအရင်ဆုံးသတ်မှတ်ဖို့ပါပဲအဲ့တော့မဲရမယ်မဲခွန်းနမန်ကဘာဖြစ်မလဲဟုတ်ပါတယ် platform ကိုအရင်မကြည့်ပဲကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဘာလို့ချင်တာလဲဆိုတာကိုအရင်ဆုံးအာရုံစိုက်ဖို့ပါပဲဒီစကားကအထူးအချက်ကိုတဲတဲ့ငွင်ပြနေတာပဲကိုယ့်ရဲ့ application ကို run ဖို့ကွက်လိုအပ်တဲ့ service တွေကိုပဲအာရုံစိုက်ပြီးလေ့လာမှာအကုန်လုံးကို like လေ့လာနေစရာမလိုဘူးလိုအပ်တာကိုပဲလေ့လာဖို့ပြောနေတာမှာဒီလိုချင်းကပုံပြောင်းလိုက်တာနဲ့ထင်ယူသူဟာ service တွေကိုငုတ်တုတ်ထိုင်အလွတ်ကျက်နေတဲ့သူမဟုတ်တော့ဘူးကိုယ့်ရဲ့ project အတွက်ဘယ်တူးဒီလိုအပ်လဲဆိုတာကိုကိုယ်တိုင်ရွေးချက်အသုံးပြုနေတဲ့ architect တယောက်လိုဖြစ်သွားပါပြီဆိုတော့ရှင်းလေးပါပဲနီလန်ဟောင်းကဆော်လိုရေး PC ဆိုင်ဒီဇိုင်းလုံးကိုအလွတ်ချက်ဖို့စ조사နေတယ်လို့ကဲနီလန်တက်ကတော့ကိုလိုချင်တဲ့ပရိဘောကတစ်ခုလေးကျွဲလို့အတစ်တူစီကိုပဲရွေးချက်အသုံးပြုတာပါအဲ့ဒီလိုကျဲပြတ်ပြီးဘာမှမသိရလေးလာမှုကနေဖိမထားတဲ့ project based ချင်းကမှုစီကိုပြောင်းလဲဖို့ကအဓိကပါပဲဟုတ်ပြီဒါဆိုရင် project based ချင်းကမှုကိုဘယ်လိုစတင်အသုံးချမလဲဒီမှာအဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကို project ကိုသတ်မှတ်ပါဥပမာဓာတ်ပုံတွေ share လို့ရတဲ့ web app တစ်ခုတည်ဆောက်မယ်ဆိုတာမျိုးပေါ့နော်ပြီးရင်ဒုတိယအဆင့်ကအထူးလူအချက်တွေကိုရှာဖွေပါဒီ app တွေဘာတွေလို့မလဲ compute database storage အဲ့လိုအထူးကြတဲ့အစိုက်ကိုင်းတွေကိုခွဲခြားလိုက်ပါအဲ့ဒါပြီးရင်တတိယအဆင့် tool တွေကိုရှာပါကိုခွဲခြားထားတဲ့လူအဆက်တွေအတွက်ဘယ် cloud platform မှာဘယ် service တွေရှိလဲဆိုတာကိုရှာဖွေပါနောက်ဆုံးအဆင့်ကတော့ရှင်းစင်လေးပဲအဲ့ဒီ tool တွေကိုပဲလေ့လာပါကို project တွေလိုအပ်တဲ့ tool တွေကိုပဲအာရုံစိုက်ပြီးလေ့လာလိုက်ရုံပါပဲဒီနီလိုင်းရဲ့အကောင်းဆုံးအချက်ကဘာလဲဆိုတာလေသင်ယူမှုကိုစီမံခန့်ခွဲရတာအရန်လွယ်သွားတယ်ထိရောက်တယ်ပြီးတော့ကိုတင်ထားတာတွေကိုတကယ်လက်တွေ့မှာတက်ရိုက်ပြန်အသုံးချနိုင်သွားတာပါပဲဆိုတော့ကြွားချင်မှုတွေကစာအုပ်ထက်ကအသိပညာတစ်ပဲမဟုတ်တော့ပဲတကယ်လက်တွေ့ရက်လက်တွေနဲ့တက်ရိုက်ချိတ်ဆက်သွားတာကိုအဆုံးတိုင်အနေနဲ့ပြောချင်တာကတော့ cloud platform တစ်ခုကိုမရွေးခင်ကိုအရင်မေးရမယ့်မေးခွန်းကဘာကိုတိစောက်ဖို့ရွေးချယ်မှာလဲဆိုတာပါပဲအဲ့ဒီမေးခွန်းရဲ့အဖြေကပဲ cloud လောကထဲကိုဝင်ရောက်မဲ့ခရီးအတွက်အကောင်းဆုံးနဲ့အရှင်းလင်းဆုံးလမ်းညွှန်မှုဖြစ်လာမှာပါ